ကိုဘာယူသွားတာ ခွက်ပဲဥခွက် ဘယ်ဟုတ်ကဲ့သူ့ကိုကဒီလိုသူ့ကိုကအိမ်လာတယ်မလားအိမ်လာလို့ရှိရင်အိမ်မှာအစ်သူလာစောင့်နေကြဟာမဟုတ်ဘူးအစ်ဆိုလို့ရှိရင်အိတ်ကတည်းထည့်သွားတာတောက်နဲ့ပြန်သွားတယ်ပြန်လာတယ်နောက်ထပ်သူမမြင်ရသေးတာဟာအစ်ဆိုလို့ရှိရင်သူအိတ်ကတည်းထည့်သွားတယ်တောက်နဲ့ပြန်သွားတယ်ထားတယ်အဖွားဆူအော်ဘသူဟာလဲဘာညာခိုင်းသူကိုရဲ့အမရဲ့အကြီးတွေចောင်းသွားတယ်ကွာပြန်လာတဲ့ခါကျလို့ရှိရင်ကဆူအော်ကြအမပြန်လာပို့တယ်သိရမလားဟိုနေ့ကလည်းမှရှမ်းတောက်တဲ့ပဲနို့နပူးဝယ်လာတပူးကအဲ့ပေါ်တင်ထားတာကွာခဏနဲ့သူတောက်မယ်ဆိုပြီးသူတင်ထားတာအဲ့ဒါတောက်နေယူသွားတယ်မမဘာမှမပြောလိုက်ပါဘူးချစ်လားမမတွေ့မယ်ခုနကအဲ့ဒီဘဲဥခွက်ကိုလှုပ်ကြတာဒီတယောက်ငိုရောဘာဖြစ်တယ်လဲပြေးကြည့်တဲ့ခါကျတော့သူ့ကိုရိုက်ပြီးသူ့ကိုတွန်းလိုက်တဲ့ခါကျတော့ထိုင်ချပြီးဖေနာဝနေမှာပေါ့ငိုရောကိုကတော့ကိုအဲ့လိုမလုပ်ရအောင်တော့ကျတော့ကိုတို့မရော ကိုကတော့အဲ့လိုမျိုးပြန်လုပ်ပါညာမဆုံးပါဘူးဘာလို့ဆိုသူအနာတရကြီးအကြီးမဖြစ်သွားမချင်းကတော့အကျင့်ပါသွားမှာဆိုတော့အဲ့လိုမဆုံးပါဘူးပေါ့နော်သူခုဖြစ်တယ်ဆိုတာနဲ့အော်ကြငိုကြဆိုတော့ကြီးလိုက်တယ်ဖြန်ပေးလိုက်တယ်ပေါ့နော်ဒီလိုပဲကလေးကအိမ်ကနေအစ်စ်ဆိုတော့လာစုသွားတာဒါပေမဲ့သူ့ဖော်အော်ရာဆူရာဆိုလို့ရှိရင်တော့ပြန်လာပို့တယ်